မြန်မာနုပညာလောကရဲ့ထိပ်တန်းသတင်းတွေမှာအခုတလောလူပြောအများဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေတာကတော့မင်းသားချောဟင်းဝင်ရံနဲ့မင်းသမီးချောစိုးပြေးသစင်တို့ရဲ့အားသင်ပွဲလူမှုရေးနဲ့စီးပွားရေးဆိုင်ရာအပြောင်းအလဲတွေပဲဖြစ်ပါတယ်။အနုပညာလောကမှာဆယ်စုနှစ်တစ်ခုကျော်ကြာနေရာယူထားနိုင်ခဲ့တဲ့သူတို့နှစ်ဦးရဲ့လက်ထပ်ထိမ်းမြားမှုဟာတာမန်မင်္ဂလာပွဲတစ်ခုထက်ပုံမနက်ရှိုင်းတဲ့နောက်ခံအကြောင်းအရာတွေရှိနေတယ်ဆိုတာအခုချိန်မှာပုံမထင်ရှားလာခဲ့ပါပြီ။အထူးသဖြင့်ဟင်းဝီရရဲ့ဘဝလက်တွဲပေါ်ရွေးချယ်မှုဟာသူ့ရဲ့အနာဂတ်ပိုင်ဆိုင်မှုတွေအတွက်အလွန်အရေးပါတဲ့အချုပ်ကွေးတစ်ခုဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။ဟင်းဝီရဟာတချိန်ကဝိုင်းစုခိုင်သိမ်းတဲ့နက်နက်ရှိုင်းရှိုင်းပတ်သက်ခဲ့ပူပေမဲ့နောက်ဆုံးမှာတော့မိဘတွေရဲ့ဆန္ဒနဲ့ထပ်တူကြတဲ့စွပြေးသစဉ်ကိုသာဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီရွေးချယ်မှုကြောင့်ဟင်းဝီရရဲ့မိဘတွေဟာအတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ကြပြီးသူတို့ရဲ့တဝူရသောသားနဲ့ချွေးမဖြစ်သူအတွက်မယုံနိုင်လောက်စရာကောင်းတဲ့အမွေနှစ်တွေကိုလက်လွှဲပေးအပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမွေနှစ်တွေထဲမှာရန်ကုန်မြို့ရဲ့အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့ရွှေတောင်ကြားမှာတည်ရှိတဲ့ကာလာပေါက်စီသိန်းပေါင်း1,200,000ကျော်တန်ဖိုးရှိတဲ့ခန်းညာထဲဝါလှတဲ့တိုက်အိမ်ကြီးတစ်လုံးပါဝင်နေပါတယ်။ဒါဟာတာမန်အိမ်တစ်လုံးထပ်ပိုတဲ့ဂုံဒရက်နဲ့စီးစိမ်ဥစ္စာရဲ့ပြရုပ်တစ်ခုလုံးတော့ပြောလို့ရပါတယ်။ဒါတွေမကသေးပဲမြို့ရဲ့အချက်ချာကျတဲ့နေရာတွေမှာရှိတဲ့တိုက်ခန်း6ခန်းကိုလည်းတခါတည်းအပိုင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခန်းတွေဟာငှားရမ်းကားကအစဝင်ငွေအမြောက်များရရှိနိုင်တဲ့နေရာကောင်းတွေမှာတည်ရှိတာကြောင့်သူတို့ဇနီးမောင်နှံရဲ့စီးပွားရေးအခြေအုပ်မြစ်ဟာအင်မတန်ခိုင်မာသွားခဲ့ပြီလို့ဆိုရမှာပါ။တွားရေးလာရေးအတွက်လည်းစိတ်ပူစရာမလိုအောင်ကမ္ဘာကျော်ကားမျိုးစားတွေဖြစ်တဲ့ဇိမ်ခံကား6စီးကိုလည်းမင်္ဂလာလက်ဖွဲ့အဖြစ်ရောအမွေဖြစ်ပါတခါတည်းပေးခဲ့တာဖြစ်ပါတယ်။ဒီကားတွေရဲ့တန်ဖိုးဟာလည်းခံမှန်းရခက်လောက်အောင်ကိုများပြလာပါတယ်။ဒါပေမဲ့အားလုံးထပ်ပို့ပြီးတော့ထူးခြားတာကတော့ဟင်းဝေရန်ရဲ့မိဘတွေပိုင်ဆိုင်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုလုံးကိုပါဟင်းဝေရန်နဲ့ဆိုပီသစင်တို့လက်ထဲကိုလွှဲပြောင်းပေးအပ်လိုက်တာပဲဖြစ်ပါတယ်။ဒါဟာနုပညာမျိုးရွတ်ကိုဆက်လက်ထိမ့်သိမ့်ဖို့နဲ့စီးပွားရေးအင်ပါရာတစ်ခုလုံးကိုအမွေဆက်ခံစေခြင်းနဲ့မိဘတွေရဲ့ယုံကြည်မှုကိုပြသလိုက်တာပါပဲ။ဝိုင်းစုခိုင်သိမ်းနဲ့မယူပဲစွပြေသစင်နဲ့ယူခဲ့လို့အခုလိုအဆအဆရရအစဉ်ပြေချောမွေသွားတာလို့လည်းအနုပညာအတိုင်းဝိုင်းကအတွင်းမှာပြောစမှတ်ပြုနေကြပါတယ်။ဟဲဝေရရဲ့မိဘတွေအနေနဲ့စွပြေသစင်ရဲ့လိမ္မာရင်ကျေးမှုအေးစေးတည်ငြိမ်မှုနဲ့မိဘအပေါ်ရွတိကိုင်းဆိုင်တတ်တဲ့စိတ်ဓာတ်တွေကိုအစတည်းကသဘောကျနေကြတာဖြစ်ပါတယ်။စွပြေသစင်ဟာအနုပညာလောကမှာလည်းနာမည်ပြတ်မရှိပဲမိသားစုကိုတန်ဖိုးထားတဲ့သူဖြစ်တာကြောင့်ချွေးမအဖြစ်ရွေးချယ်ခံရဖို့အလားအလာကောင်းဆုံးဖြစ်ခဲ့တာပါ။ဝိုင်းစုခိုင်သိမ်းနဲ့ပတ်သက်ခဲ့စဉ်ကမိဘတွေဘက်ကတချို့သောသဘောမတူမှုတွေရှိခဲ့တယ်လို့သတင်းတွေထပ်ပေါ်ခဲ့ဘူးပေမဲ့ယခုဆိုပြီးသစဉ်နဲ့ကြာမှာမိဘတွေရဲ့ခွင့်ပြုချက်တာမကချီးမြှောက်မှုတွေကိုပါအပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။ဒီလိုသိမ်းမများစွာတန်တဲ့အမွေနှစ်တွေကိုလက်ခံရရှိလိုက်တဲ့အတွက်ဟင်းဝေရနဲ့ဆိုပြေးသစင်တို့ရဲ့ဘဝဟာအနုပညာလောကမှာတွေမကဘဲနဲ့စီးပွားရေးလောကမှာပါအရှိန်အဝါကြီးမားသွားခဲ့ပါတယ်။ရွှေတောင်ကြားကအိမ်ကြီးဟာသူတို့ရဲ့ချစ်ချင်းမြတ်တာသင်္ကေတတစ်ခုလိုဖြစ်လာခဲ့သလိုပိုင်ဆိုင်မှု6မျိုးစီပေးအပ်ခံရတာဟာလည်းသူတို့ရဲ့အနာဂတ်အတွက်စိတ်ချရတဲ့အာမခံချက်တစ်ခုဖြစ်လာပါတယ်။မိဘတွေဘက်ကလည်းသူတို့ချစ်တဲ့သားလေးဟာလမ်းမှန်ကိုရွေးချယ်ခဲ့တယ်လို့ယုံကြည်နေကြပြီးအခုလိုအမွေတွေပေးရလိုက်ခြင်းအပြင်သူတို့ရဲ့ကျေနပ်မှုကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။အခုဆိုရင်ဟင်းဝေရန်တို့ဇနီးမောင်နဲ့ဟာရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါဥဆောင်လုပ်ကိုင်နေပြီဖြစ်လို့နောက်ထပ်ကောင်းမွန်တဲ့အမှုပညာဖန်တီးမှုတွေကိုလည်းပရိသတ်တွေကမျှော်လင့်နေကြပါတယ်။ဒီသတင်းဟာအမှုပညာရှင်တွေကြားမှာရောပရိသတ်တွေကြားမှာပါအတော်လေးကိုဟိုလေးတကြောဖြစ်သွားခဲ့ပြီးအချက်နဲ့စီးစိမ်ဥစ္စာကိုဟန်ချက်ညီညီပိုင်ဆိုင်သွားနိုင်တဲ့ဟင်းဝေရန်ရဲ့ကံကြမ္မာကိုအားစားသူတွေကအများအပြားရှိနေပါတယ်။စွပြေးသစင်းရဲ့ကန်ဆာတာဟာလည်းလက်ထပ်ပြီးနောက်ပိုင်းမှာပုံမတောက်ပလာတာကိုတွေ့ရပါတယ်။သူမဟာအိမ်အောင်ရှင်မကောင်းပြီးမိသားစုအရေးကိုလည်းဂရုစိုက်သလိုဟိဝေရရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း
ဝိုင်းဝန်းကူညီပေးနေတာကြောင့်မိဘတွေကပို့ပြီးတော့မှအချစ်ပိုနေကြတယ်လို့သိရပါတယ်။ဝိုင်းစုခိုင်သိန်းနဲ့ဟင်းဝေရန်တို့ရဲ့အတိတ်ကဇက်လန်တွေဟာအခုချိန်မှာတော့ပုံမြင်တပုတ်လိုဖြစ်ပြီးတော့ကြံ့ရစ်ခဲ့ပါပြီ။ဟင်းဝေရန်အနေနဲ့မိဘစကားကိုနားထောင်ပြီးစောပြင်းစစင်ကိုရွေးချယ်ခဲ့တဲ့အတွက်ရရှိလာတဲ့ရလဒ်တွေဟာမတ်မော်လောက်စရာဖြစ်နေတာတော့အမှန်ပါပဲ။ရွှေတောင်ကြားကခြံဝင်းကြီးထဲမှာသူတို့နှစ်ဦးပျော်ရွှင်စွာဖြတ်တန်းနေကြတဲ့ပုံရိပ်တွေဟာလည်းပရိသတ်တွေကိုကြည်နူးစေခဲ့ပါတယ်။သိန်းကျော်ရန်အင်ဂျင်နဲ့တူပိုင်ဆိုင်မှုတွေအများကြီးကိုပါလက်ဝဲပိုင်ဆိုင်ခွင့်ရရှိခဲ့တာဟာဟင်းဝေရရဲ့ဘဝမှာအကြီးမားဆုံးသောကံကောင်းမှုတစ်ခုလို့ဆိုရပါလိမ့်မယ်။မိဘတွေကသူတို့ရဲ့ချွေးမအသစ်လေးကိုဘလောက်တောင်ဂရုစိုက်တယ်လဲဆိုရင်ပေးအပ်လိုက်တဲ့လက်ဆောင်တွေကသက်သေပြနေပါတယ်။တိုက်ခန်း6ခန်းနဲ့ကား6စီးဆိုတာတာမန်လူတွေအတွက်တော့စိတ်ကူးရင်စရာအိမ်မက်တစ်ခုလိုပါပဲ။ဒါပေမဲ့ဟင်းဝေရတို့အတွက်ကတော့ဒါဟာလက်တွေ့ဘဝဖြစ်နေပါတယ်။ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကိုပါပိုင်ဆိုင်ခွင့်ရလိုက်တာကြောင့်သူတို့ကိုယ်တိုင်ဇာတ်ကားတွေထုတ်လုပ်ပြီးအနုပညာလောကမှာထိပ်တန်းကနေဆက်လက်ရပ်တည်နိုင်ဖို့လမ်းစာပွင့်သွားခဲ့ပါပြီ။စပြည့်သစင်ရဲ့အေးချမ်းတဲ့မျက်နှာလေးနဲ့လိမ္မာရင်ကျေးတဲ့အမူအရာတွေကပဲဟင်းဝေရမိဘတွေရဲ့စိတ်ကိုဖန်ဆားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုဟင်းဝေရနဲ့စပြည့်သစင်တို့ရဲ့ဘဝခရီးလမ်းဟာစီးစိမ်ဥစ္စာတွေနဲ့ပြေဆုံးစွာရှေ့ဆက်နေကြပြီဖြစ်ပါတယ်။အတိတ်ကအချစ်ဟောင်းကိုဆွတ်လွတ်ပြီးတော့မိဘသဘောတူတဲ့အချစ်သစ်ကိုတိဆောက်ခဲ့လို့အခုလိုထူးခြားတဲ့ဆုလက်တွေကိုခံစားရတာဖြစ်ကြောင်းလူအများကဝေဖန်သုံးသပ်နေကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဟင်းဝေရနဲ့စပြည့်သစင်တို့ရဲ့အောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှုတွေဟာသူတို့ရဲ့စ조사မှုနဲ့အတူမိဘတွေရဲ့မေတ္တာရိပ်ကြောင်းဆိုတာငြင်းလို့မရပါဘူး။နောက်မှလည်းဒီထက်မကတောက်ပတဲ့အနုပညာခြေလှမ်းသစ်တွေကိုတွေးမြင်ရဖို့အတွက်ပရိသတ်တွေကစောင့်မျှော်နေကြမှအသေးချပါပဲ။အခုလိုမွေနှစ်တွေအမြောက်အများပေးအပ်ခံရမှုဟာမြန်မာအနုပညာလောကရဲ့သမိုင်းမှတ်တိုင်တစ်ခုလိုတောင်ဖြစ်သွားခဲ့ရပါတယ်။သိန်းပေါင်း1,200,000ဆိုတဲ့ပမာဏဟာနည်းတဲ့ပမာဏမဟုတ်သလိုရွှေတောင်ကြားလိုနေရာမျိုးမှာအိမ်ပိုင်ဆိုင်ရတာဟာလည်းအလွန်ပဲဂုဏ်ယူစရာကောင်းပါတယ်။ဟင်းဝေရရဲ့မိဘတွေဟာသားဖြစ်သူရဲ့အနာဂတ်အတွက်အကောင်းဆုံးပြင်ဆင်ပေးခဲ့တာဖြစ်ပြီးဆွေပြည့်သစင်ကိုလည်းတမီးရင်တယောက်လိုချစ်ခင်မြတ်နိုးတာကြောင့်ဒီလိုရရရောပေးကမ်းခဲ့တာဖြစ်ပါတယ်။ဒါဟာမိသားစုတစ်ခုရဲ့ရွေးထွေးမှုနဲ့ယုံကြည်မှုကိုပြသလိုက်တာဖြစ်တယ်လို့ဟင်းဝေရရဲ့ဘဝလက်တွဲပေါ်ရွေးချယ်မှုမှန်ကန်ခဲ့တာကိုလည်းသက်သေပြလိုက်တာပဲဖြစ်ပါတယ်။စပြည့်သစင်အတွက်ကတော့ဒါဟာဘဝရဲ့အကြီးမားဆုံးသောကံကောင်းခြင်းတွေကတစ်ခုဖြစ်ပြီးသူမရဲ့လိမ္မာမှုကြောင့်ရရှိလာတဲ့ရလဒ်ကောင်းတွေလို့ဆိုနိုင်ပါတယ်။ဟင်းဝေရနဲ့စပြည့်သစင်တို့ရဲ့ရှေ့ဆက်မဲ့ခရီးလမ်းမှာဒီထက်မကအောင်မြင်မှုတွေနဲ့ပျော်ရွှင်မှုတွေအမြဲတမ်းပြည့်နှက်နေပါစေလို့ဆုတောင်းပြီးရင်သူတို့ရဲ့စိတ်လှုပ်ရှားပွဲအမွေဆက်ခံမှုဇာတ်လမ်းကိုအားလုံးကစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြစေဖြစ်ပါတယ်။